အဲဒီတော့ဒီသင်္ကန်းကြီးဟာဘယ်လိုဖြစ်လာသလဲအေးတိုက်သင်္ကန်းဟာခဏခဏပတ်တင်ရခဏခဏရမ်းနဲ့လျှော်ရဖို့ရတာလဲတာဝန်ကြီးတယ်အဲ့တော့ဒီသင်္ကန်းကိုလေးတယ်ဆိုပြီးတော့ရှုပ်တယ်ဆိုပြီးတော့ဒီသင်္ကန်းကိုခြုံမောပြစ်တင်အဲ့ဒီခြုံမောမပြစ်တင်ချိန်လေးမှာဒီသင်္ကန်းတွေကလက်သားလောက်လက်မလောက်သင်္ကန်းစားလေးကိုကကြီးလေးနဲ့ကြိုက်ပြီးတော့လက်ပင်ထဲမှာခြိထားမယ်နားထဲမှာပန်ထားမယ်လက်ကဝတ်မှာခြိထားမယ်အဲ့ဒီချိန်ထိအောင်ကိုလိန်ကသာသနာမကွယ်သေးဘူးတဲ့သင်္ကန်းအကြီးကြီးတော့ပျောက်သွားပြီသင်္ကန်းအသေးလေးတွေကျန်သေးတယ်လက်ထဲမှာနားထဲမှာတွေ့ကြရဝတ်တွေကိုကောက်ဝတ်ထားမယ်သင်္ကန်းစားလေးတွေရှိနေအောင်မယ်အဲ့ဒီအချိန်မှတော့မှပြေသားရေအဲ့ဒီအချိန်မှတော့မှတန်ခတ်တာထေမာလို့တန်ခါခုံကိုရင်မှန်းပြီးတော့လှူအောင်မယ်ဆိုရင်အကျိုးပေးနိုင်သေးတယ်တန်ခါခုံကိုအာယုံပြုတယ်ဘာကုံကိုအာယုံပြုပုဂ္ဂိုလ်ကိုကြည့်ရင်ကတော့ကြီးညိုစရာတစ်ခွက်မှမရှိတော့ဘူးအိမ်တော်ပြုတယ်တာမွေးတယ်ကျောင်းမှာပကက်တွေနဲ့ကလေးတွေနဲ့စူညံပွဲနဲ့ဘုန်းကြီးကကလေးထိပ်ပကက်တွေဒီလိုလုပ်တဲ့အချိန်မျိုးကိုရောက်လိမ့်မယ်တဲ့သာသနာကွယ်တဲ့အခါကျတော့ဒါပေမဲ့လို့နားထဲမှာလည်းပင်ထဲမှာလက်ကဝတ်ထဲမှာသင်္ကန်းစားလေးရှိနေသေးတယ်အဲ့ဒီသင်္ကန်းစားဟာလည်းပဲလဲလုံရင်ရလုံရင်နဲ့တောတဲ့တောင်ထဲသွားရင်နဲ့ကလေးထိန်ရင်နဲ့ဘယ်နားမှာပြုတ်ကြလို့ပြုတ်ကြမှမသိတော့ဘူးဆိုရင်ဘယ်ရောက်သွားမှမသိတော့ဘူးဆိုရင်လိန်ခသာသနာကွယ်သွားပြီဘာသာရဏလိန်ခဆိုတာအသွင်ပြင်ကိုပြောတာယဟန်အသွင်တာမဏေအသွင်ပျောက်သွားပြီတဲ့အဲ့ဒါလိန်ခသာသနာကွယ်သွားပြီနောက်သာသနာကွယ်မှာကဓာတုသာသနာဘာသာသနာဓာတုသာသနာကွယ်တာကတော့ဘုန်းကြီးတို့ဘုရားရှင်ကိုရောမြတ်ရဲ့တတ်တော်ထင်ရှားရှိစဉ်ကာလကပေးထားခဲ့တဲ့ဆံတော်တွေမြတ်စွာဘုရားပြိဋိဘံဆံပြီးတဲ့နောက်မှာဒေါနာပုံနာကြီးဟိုးကုသေနာယုံမှာဝေရာဓာတ်တော်တွေဘုရားရဲ့ဓာတ်တော်တွေဟာစေတီတွေတည်ထားကြတာတခါတည်းအသောကမင်းကြီးတို့ဘုရားဓာတ်တော်တဲ့ထဲကရတဲ့ဓာတ်တော်တွေနဲ့စေတီတွေတဲကြဆံတော်တွေစေတီတွေတဲကြဘုန်းကြီးတို့အခုရွှေဘုံတို့ရှင်မောတော်တို့တိုက်ထီယိုတို့ဘုရားရဲ့ဆံတော်တွေသာဗနာပြီးတော့တည်ထားတဲ့စေတီဘုရားအဲ့ဒီစေတီဘုရားတွေကိုလည်းပဲပြိုကျပျက်စီးဒကာဓမ္မတွေကလည်းမသွားကြတော့ဘူးကိုယ့်ဟာကိုယ်စာဝတ်နေတော့မနေဆိုတော့ဘုရားဘူးလည်းမသွားနိုင်တော့ဘူးဘုရားချွေသင်္ကန်းလည်းသွားမကနိုင်တော့ဘူးဘုရားရှင်မိပန်းလည်းမပူဇော်နိုင်တော့ဘူးအဲ့ဒီလိုမြတ်စွာဘုရားရဲ့ဓာတ်တော်တွေဆံတော်တွေနဲ့တည်ထားကိုယ်ွယ်အပ်တဲ့စေတီတွေကိုသွားပြီးတော့စေမီးလေးတစ်ခွက်ဆွန်းလေးတစ်ပွက်သစ်သီးလေးတစ်လုံးထဲမှာလာရောက်ပြီးတော့ပူဇော်တဲ့သူတွေမရှိကြတော့ဘူးဆိုလို့ရှိရင်တဲ့အဲ့ဒီဓာတ်တော်တွေဆံတော်တွေအံတော်တွေဟာဒေသတည်းကောင်းကင်ယံကနေအကုန်လုံးဌာပနာတိုက်တွေကိုဖောက်ထွက်ပြီးတော့ကောင်းကင်ယံကနေပြန်ပြီးတော့ဘောဓိပင်ကြီးမှာသွားစုမယ်တဲ့ဘယ်ပင်ကြီးမှာသွားစုမယ်ဘောဓိပင်ကြီးမှာမြတ်စွာဘုရားပွင့်တော်မူတဲ့ဘောဓိပင်ကြီးမှာလူပြည်နတ်ပြည်နဂါပြည်ကလုံးပြည်တွေမှာရှိနေတဲ့ဓာတ်တော်တွေဟာအကုန်လုံးကြွတော်မူလာပြီးတော့ယခုအိန္ဒိယနိုင်ငံခရာဒေသမဟာဗောဓိပင်ကြီးမှာလာရောက်စုပုံပြီးတော့ဘုရားရှင်ကိုရောမြတ်တတ်တော်ထင်ရှားရှိတဲ့ကဲ့သို့ရုပ်ပုံတော်ကြီးဖန်ဆင်းပြမယ်တကူဗျာတိဟံကိုလည်းပြလိုက်မယ်ဆံတော်ကဆံတော်နေရာပြန်တက်သွားတော်ကသွားတော်နေရာပြန်တက်အကုန်လုံးပိယတ်တွေသူခါတဲ့ဘယ်မှာမှမကြံတဲ့သွားတော်တွေဆွဲတော်တွေအခုတရုတ်ပြည်မှာရှိနေတဲ့ဘုန်းကြီးတို့မြန်မာနိုင်ငံကိုဆွဲတော်ကြွလာတာတရုတ်ပြည်ကဆွဲတော်ဒါပူဇော်နေကြသေးတာအခုတကယ်လို့သာသနာလိင်္ဂသာသနာကွယ်လို့ပရိယတ္တိသာသနာကွယ်လို့ပရိပတ်တိသာသနာကွယ်ပရိဝေဒသာသနာကွယ်လိင်္ဂသာသနာကွယ်ဓာတုသာသနာကွယ်တဲ့နေမှာပိယတ်တွေအဲ့ဒီတရုတ်ပြည်မှာရှိနေတဲ့ဆွဲတော်တွေအကုန်လုံးသူကသူတကိုးနဲ့ပဲကောင်းကင်ယံကနေပြန်ကြွပြီးတော့သူ့နေရာသူပြန်တက်လို့ဗုဒ္ဓရဲ့ရုပ်ပွားတော်အသွင်ကိုဖန်ဆင်းပြလို့တကိုးဗျာတိဟာပြမယ်တဲ့စัจ java လာတိုက်တောင်းမှရှိနေတဲ့နတ်တွေမြမာတွေကဘောဓိပင်ကြီးအောက်မှာစုဝေးပြီးတော့
ဘောဓိပင်ကြီးအောက်မှာစုဝေးပြီးတော့နတ္တတိလောကောဝတ္တဘောနတ္တတိလောကောဝတ္တဘောဘိုးဩချင်းတို့နတ္တတိလောကောလောကကြီးပြည့်စည်ပြီလောကကြီးအမောင်ဖုံးသွားပြီလို့နတ်တွေမြမတွေကပိသတ်တွေအဲ့ဒီဘောဓိပင်ကြီးအောက်မှာဩရန္တိကောင်းစွာမဲ့သွေကိုကျွေး၍နေကြလေကုန်၏တကားလူသားရဲ့လို့အဲ့ဒီချိန်မှာဘုန်းကြီးတို့ပိသတ်ရဲ့တယောက်မှမရှိတော့ဘူးနတ်တွေမြမတွေကြီးပဲစုယုံပြီးတော့ဘောဓိပင်ကြီးမှာလောကကြီးပြည့်စည်ပြီလောကကြီးအမောင်ဖုံးသွားပြီလို့နတ်တွေမြမတွေကတယောက်နဲ့တယောက်လက်တူပြောဆိုပြီးတော့ငိုကြွေးလိမ့်မယ်အဲ့ဒီနေမိတာဖန်ဆင်းထားတဲ့ဘုရားဟာရောင်ကြီးတော်6ပါးလွှတ်မယ်တဲ့ဘောဓိပင်ကြီးအောက်မှာရောင်ကြီးတော်6ပါးလွှတ်ပြီးတော့ဘယ်ကိုသွားမတုံးဆိုလို့ရှိရင်အဲ့ဒီရုပ်ပွားတော်ကြီးဟာကန္တာမာရဏတောင်ကိုကြွသွားမယ်ဘယ်တောင်ကိုကြွသွားမလဲအေးဘောဓိပင်ကြီးအောက်ကနေပြီးတော့အဲ့ဒီရုပ်ပွားတော်ကြီးကတခါတည်းကောင်းငင်ရံကနေပြီးတော့လေကန္နာမာရဏတောင်ကိုကြွသွားမယ်ဟာဗုဒ္ဓကိုယ်စားနေမိတာရုပ်ပွားတော်ကြီးကန္နာမာရဏတောင်ကိုကြွသွားပြီးလိုက်ကြစို့လိုက်ကြစို့စัจ java လာပေါင်းတိုက်တောင်းကနတ်တွေမြမာတွေဟာအဲ့ဒီရုပ်ပွားတော်ကြီးနောက်ကနေပြီးတော့နတ်မြမာတွေအလုံးဟာလိုက်သွားကြတာဟိုရောက်တော့ကန္နာမာရဏတောင်ရောက်တော့မင်းစုတကနတ်ပန်းမင်းကြီးမှာအဲ့ဒီနေမိတာရုပ်ပွားတော်ကြီးဟာပြေသတ်တယ်နတ်မြမာတွေကိုတရားဟောမယ်တဲ့ဂတိတသိန်းကျွတ်တန်းဝင်မယ်တဲ့ဂရေဘယ်လောက်တဲ့လဲဂရေတသိန်းကျွတ်တန်းဝင်မယ်တဲ့အဲ့ဒါကိုဘုန်းကြီးတို့ပြေသာပေါင်းတော်ကောင်းတို့ကြားဘူးနေတာရောင်တော်ပြန်ပွဲတယ်ဘာပွဲတယ်လဲအေးဘုရားရဲ့ရောင်ကြီးတော်တွေအကုန်လုံးအဲ့ဒီမှာစုဝေးပြီးတော့ကန္နာဝရဏတောင်တော်ကြီးကိုပြန်သွားတာကန္နာဝရဏတောင်မေဇုတကနတ်ပန်းမင်းကြီးအောက်မှာနေမိတာရုပ်ပွားတော်ကြီးကနတ်တွေမြမတွေကိုတရားဟောမယ်လူသားတယောက်မှမပါဘူးတဲ့အဲ့ဒီချိန်မှာဘုန်းကြီးတို့နတ်ဖြစ်နေရင်လည်းကောင်းမယ်မြမဖြစ်နေရင်လည်းကောင်းမယ်ဘာဖြစ်လို့တုံးဆိုတော့ဒီဘုရားကိုယ်စားနေမိတာရုပ်ပွားတော်ကြီးကိုခုတွေ့ရမယ်တရားနာရမယ်ဒါကဈာကာလသာသနာဓာတုသာသနာကွယ်ကံဤကာလမှာဒီတစ်ချက်အခွင့်ကောင်းရှိတယ်ဟုတ်လားဘုရားရဲ့